အီဆူမာတဲ့ဖောင်နဲ့မာကတ်စ်မာကဖရွန်တီယာတွန်းကိုဖောက်ပြီး level phase တဲတိုးဝင်ဖို့အတွက်စူးစမ်းနေပါတယ်။စမ်းဝန်းမျိုးချရတဲ့လူဖီကိုတော့ဒိုရီနဲ့ဘရိုဂီတို့ကစမ်းစောဆိုတဲ့တိုက်ကွက်နဲ့နှစ်ပိုင်းပိုင်းပြီးကယ်ဆယ်လိုက်ပါတယ်။မတွေ့တာနှစ်နှစ်ကျော်ကြာသွားပြီဖြစ်တဲ့မိတ်ဆွေတွေဟာတယောက်မျက်နှာတယောက်ကြည့်ရင်ပျော်ရွှင်နေခဲ့ကြပါတယ်။အဲ့ဒီအချိန်ဖရွန်တီယာတွန်းကိုတိုက်မိပြီးပောက်ကွဲသွားတဲ့အီဆူမာတဲ့ကအကောင်းတိုင်း level phase တဲကိုဝင်ရောက်သွားခဲ့တာကြောင့်အီဆူမာတဲ့ဖောင်နဲ့မာကတ်စ်မာကိုမြင်လိုက်ရတဲ့ဂျင်ဘေးတယောက်ကတော့အရန်ကိုအံ့ဩနေခဲ့ပါတယ်။အရန်ကိုကြီးမားလာတဲ့ဟာဂီကိုမြင်လိုက်ရတာကြောင့်လည်းအမြန်ဆုံးတက်တာတော့မှရမယ်ဆိုတာကိုတဘောပေါက်လိုက်တယ်။အဲ့အတွက်ကြောင့်ဇိုရိုနာကိုအမြန်ဆုံးသွားလိုက်ကမင်းဖြစ်ရှင်လို့ပြီးသွားရင်ဒီကနေသွားကြရအောင်လို့ပြောလိုက်ပါတယ်။ပြီးခဲ့တဲ့အပိုင်းမှာသူ့ရဲ့ခုတ်ပြက်ချက်ကိုကောင်းကောင်းခံလိုက်ရတဲ့ချက်တစ်လေးကလည်းမကြသေးတာကြောင့်ဇိုရိုကထွက်မသွားခြင်းဘူးဖြစ်နေပါတယ်။ဒါပေမဲ့ဒီနေရာမှာတစ်စက္ကန့်အောင်ကြာမနေတင်တော့တာဖြစ်လို့သူ့ရဲ့စကားအတိုင်းဇိုရိုကိုတင်းဆွဲခေါ်လိုက်ကမင်းအနိုင်ပဲလို့တတ်မှတ်လိုက်တော့လို့ပြောပြီးရော့လူဂျီကို Fishman Grady နဲ့တိုက်ခိုက်လိုက်ပါတယ်။အဲ့ဒီနာကအမြန်နှုံးနဲ့ထွက်ခွာလာပြီးတဲ့နောက်မှာတော့မာကတ်စ်မာကလည်းအဲ့ဒီနာကိုရောက်လာပြီးရော့ပမာလဲလို့ရော့လူဂျီကိုမင်းနေခဲ့ပါတယ်။ဘေကာဘန်ယောကဘေးနေအင်ကွန်ထရိုးထဲမှာရှိနေကြောင်းခုနကထွက်သွားတဲ့နှစ်ယောက်ကတော့ရိုရိုနိုဝါဇိုရိုနဲ့ဂျင်ဘေတို့ဖြစ်ပါတယ်လို့ပြောလိုက်ပါတယ်။ဟိုကတခုပဲမေးတာဖြစ်ပေမဲ့တစ္ဆာရှိခွေဖြစ်တဲ့ရော့လူဂျီကတော့အမဲအောင်တန်းတန်းမူရှိကနေသူခိုးနားထောင်ထားတဲ့အကြောင်းအရာတွေအားလုံးကိုဆက်လက်ပြောပြခဲ့ပါတယ်။ Straw 9ယောက်နဲ့ဗီကာဘန်2ယောက်က level V အနောက်ကနေထွက်ပြေးဖို့ပြင်နေကြောင်း Cyber Voice 85ယောက်နဲ့ Seraphim 4ယောက်ကစမ်းသက်ခံရဲ့မြေအောက်ထပ်မှာပိတ်မိနေကြောင်းဗီကာဘန်ရဲ့ထုတ်လွှင့်မှုကနောက်6မိနစ်နေရင်စနေတော့မှာဖြစ်ကြောင်းတူတီတာသမျှအကြောင်းအရာအကုန်လုံးကိုပြောပြလိုက်ပါတယ်။သူသိချင်တဲ့အကြောင်းအရာတွေအားလုံးကိုတည်သွားပြီဖြစ်တဲ့မာကတ်စ်မှာထွက်သွားချိန်မှာတော့သူ့ရဲ့ဘော်ဒါဖြစ်သူခါကူကကွန်ထရိုးရုံးထဲမှာရှိတာဖြစ်လို့သူ့ကိုတော့တက်ချမ်းသာပေးလို့ရမလားလို့မေးလိုက်တယ်။အစိုးရခိုင်ခွေးလေးမှာအနောင်ပွဲပါညာမရှိဘူးလို့ထင်ရပေမဲ့သူနဲ့အမြဲတည်းလှုပ်တွယ်လုံနေသူတွေပေါ်မှာတော့တန်ရောစင်ရှိပုံပါပဲ။လူသားတွေကိုအင်းဆက်တွေလိုမျိုးတဘောထားတဲ့ကိုရိုဆေးတွေကတော့ဒီအရာတွေကိုစောက်ကူးတောင်ဆိုင်နေမှာမဟုတ်ဘူးဆိုတာကတော့လုံးဝကိုတည်ကြတယ်။တစ်ဖက်မှာလူဖီကတော့မင်းတို့တွေရင်တိုင်းတန်မာနေတော့မဲတော့လူဘလူးဖိုးကြီးတို့လို့ပြောနေခဲ့ကမင်းကိုမှတ်မိဖို့အတွက်တော်တော်ကြိုးစားလိုက်ရတဲ့ကောက်ရုပ်အုပ်ထုပ်လေးလို့ဒိုရီကလည်းပြန်ပြောလိုက်ပါတယ်ဘရိုဂီကတော့မင်းက FF ဒန်နာရီလာနဲ့ဖျားတစ်ပါးရဲ့ပုံစံကိုဘလို့လှုပ်တည်နေတာလဲဟာလို့မေးလိုက်ပြီးမင်းပုံစံကိုတွေးလိုက်ရတာကငါတို့တွေကိုပျော်ရွှင်စေတယ်လို့ပြောလိုက်ပါတယ်သူတို့တွေပြောနေတာတွေကိုတကူမှနားမလည်ပေမဲ့အဲ့ဒီအကြောင်းအရာတွေကိုနောက်မှပြောပြီးဒီပြဿနာတွေကိုရင်ဆုံးဖြေရှင်းကြရအောင်လို့လူဖီကပြောလိုက်ပါတယ်ပထမတုန်းကတော့နီကာအခုတော့လူဘလူးဂျိုင်းယန်တွေကပါရောက်လာပြီးနီကာနဲ့ပူပေါင်းသွားကြတာကိုမြင်တော့ဒါကမနစ်မျိုးစရာပေါင်းဖက်မှုပဲလို့ကိုရိုဆေးတွေကပြောနေခဲ့တယ်မကောင်းဆိုးပါဆန်ဆန်အေယာမတရဝါကြီးတွေကိုမြင်တော့ဒီကောင်တွေကတော်တော်ကြီးရပဲ FF တော်တွေကတော်ရိုင်းကောင်ကြီးတွေနဲ့တောင်တူတယ်နော်လို့ဘရိုဂီကပြောနေခဲ့ပါတယ်ကိုကောင်တွေအကြောင်းကောင်းကောင်းတီးတဲ့လူဖီကတော့ငါတို့တွေကမတိုက်ခိုက်ချင်ဘူးဒီကနေပဲထွက်ပြေးချင်တာနော်လို့ပြောလိုက်ပြီးဒိုရီကလည်းငါတို့တွေအဲ့ဒီအကြောင်းကိုတီးပါတယ်ဟာစန်းကြီးနဲ့တွေ့ခဲ့တယ်လေလို့ပြောလိုက်ပါတယ်သူတို့တွေကိုလူဖီနဲ့တွေ့ရင်ကျွန်းရန်နောက်ဘက်ကိုလာခဲ့ဖို့စန်းကြီးကပြောခဲ့တာဖြစ်ပြီးသူတို့တွေဒီကိုရောက်လာတဲ့ဆိုတာကလည်းတည်င်းစာထဲမှာလူဖီတို့တွေပိတ်မိနေတဲ့အကြောင်းပါတာမို့လွတ်မြောက်အောင်ကူညီဖို့လာခဲ့တာပါတည်င်းစာအကြောင်းကိုမတည်သေးတဲ့လူဖီကတော့ဘာတွေရေးထားတာလဲလို့မေးနေတာကြောင့်တည်င်းစာထဲမှာတော့ Straw Hat လူဖီကဒေါက်တာဗီဂါဘန်ကိုတစားကန်အနေနဲ့ဖန်ထားကြောင်းဗီလိန်ဆန်ဆန်ဖော်ပြထားတာပဲလို့ပြောပြလိုက်တယ်ဒါကိုကြားတော့မြောက်မသားကပျော်တောင်ပျော်နေပါသေးတယ်အဲ့ဒီနောက်မှာတော့အဟက်ကျုံပေါ်မှာတစားစီပြန်ကျဲနေတဲ့ Straw Hat တို့တတိုက်ကိုလိုက်ပြထားပါတယ်သူတို့တွေရဲ့ကိုကတော့ဂျိုင်ယန်တွေရဲ့တင်မောကနေတစင်ထွက်ပြေးဖို့ဖြစ်ပြီးစန်နီနာမှာဆိုရင်နာမီဥပစွတ်နဲ့တခြားသူတွေကရှိနေပါတယ်ဇိုရိုနဲ့ဂျင်ဘေတို့ကတော့နာမီတို့စီကိုတွားနေတဲ့လမ်းမှာဖြစ်ပြီးဖာဘရီယိုဖေးမှာတော့ဂျိုင်ယန်2ယောက်နဲ့လူဖီဒေါက်တာဗီဂါဘန်ကိုတည်တွားနေတဲ့စန်ဂျီတို့တွေနဲ့ဂျိုင်ယန်တွေရဲ့တင်ပေါ်နာကိုရောက်နေပြီဖြစ်တဲ့ဘွန်နီတို့တွေကိုတွေ့ရမှာဖြစ်တယ်သူတို့တွေလူဖီနဲ့တွေ့နေပြီဆိုတာကိုအတီးပေးဖို့အတွက်ဒိုရီကခရတခုကိုမှုတ်ပြီးချက်ပေးလိုက်ကဂျန်နဲ့ဂျိုင်ယန်တွေကလည်းအချက်ပေးချက်ကိုရတာနဲ့ကျုံးမော်ကနေချက်ချင်းထွက်ပြေးကြဖို့အတွက်သူတို့လှုပ်ရှားရှိတာတွေကိုလှုပ်လိုက်ကြပါတယ်ထွက်ပြေးမဲ့ဂျန်စီကိုတီးတွားတဲ့ဝါဂျူရီကလည်းသူတို့တွေထွက်ပြေးလို့မရအောင်ကြီးမားလာတဲ့ဟာကီတွေနဲ့အတူနှာခေါင်းကနေလေတွေမှုတ်တုံနေခဲ့တာကြောင့်လူဖီတယောက်သူ့ခန္ဓာကိုယ်ကရှိရှိသမျှအရာတွေကုန်ပြုတ်ထွက်ကုန်มาတော့တယ်သူ့မျက်လုံးအုတ်ထုပ်တွေကိုဖန်ထားပေးဖို့အတွက်ဂျိုင်ယန်ကြီးတွေကိုပြောလိုက်ပြီးတဲ့နောက်အကုန်လုံးကိုနေရာတကျပြန်တက်လိုက်ပါတယ်အန်အောဖို့ကောင်းတဲ့သူ့ရဲ့ခန္ဓာကြီးကိုဂျိုင်ယန်တွေကတော့သဘောကျနေခဲ့တာပေါ့စူပရင်ကင်းဟာကီကြီးကိုတုံလိုက်တဲ့ဒီတရဝါကြီးကဘာကောင်တွေလဲလို့လူဖီကိုမေးလိုက်တဲ့အခါသူတို့ကကဘာအစိုးရရဲ့ထိုင်ပိုင်းကပုံကိုယ်တွေပဲလို့ပြန်ပြေးလိုက်ပါတယ်မွန်ကီဒီလူဖီမင်းရဲ့မူလပုံစံကိုပြန်မပြောင်းနိုင်တော့အောင်တစားစီလုပ်ပေးမယ်လို့ပြောကအဆွဲကဓာရီနဲ့ထိုးဖို့ပြေးဝင်လာတဲ့ဝါဂျူရီရဲ့တိုက်ခိုက်ချက်ကိုတော့ဒိုင်းကာတွေကိုအသုံးပြုပြီး Sevelin ဆန်ရှိဆိုတဲ့တိုက်ကွက်နဲ့ကာကွယ်ပေးလိုက်ပါတယ် Sevelin ဆိုတာက Norse mythology ထဲမှာတော့ကဘာမြေပေါ်ကိုနေရဲပူချိန်တွေရမ်းမကြရအောင်လို့နေရဲရှိမှကာကွယ်နေနဲ့ရှိနေတဲ့ဒိုင်းကာကြီးဖြစ်ပြီးအခုလိုမျိုးနေနဲ့ဖျားနီကာကိုကာကွယ်ပေးလိုက်တဲ့ဒိုင်းကာကြီးတွေအတွက်အရန်ကိုလိုက်ဖက်ပါတယ်မင်းတို့တွေကငါတို့ကိုတောင်အာခံနေတာဒီကောင်ကဘာတူလဲဆိုတာကိုရောသိရလားလို့ဝါဂျူရီကမေးတဲ့အခါ
ဟာဒါပေါ့ကွာသူကငါတို့ရဲ့တငယ်ချင်းပဲလို့ပြောပြီး Skija Split ဆိုတဲ့တိုက်ကွက်နဲ့ဝက်ကြီးကိုနံပြရိုက်ပေးလိုက်တယ်ပိုးမွားတွေလို့သာတုံတုံတက်တဲ့ကိုရိုဆေးတွေကမင်းတို့ရဲ့ဆက်ဆံရေးတွေကိုကျူးမဆိုင်ဘူးဒါပေမဲ့ဒီကောင်ကိုတော့တမိုင်းထဲကနေဖျောက်ပေးရမှာပေါ့လို့ပြောလိုက်ပြီးစေတန်ကအစိတ်တွေနဲ့လှမ်းပစ်လိုက်ပါတယ်လူဖီကတော့အစိတ်တွေကိုတတိထားဖို့ပြောလိုက်ပြီးနီးစက်ရသစ်ပင်တစ်ခုကိုလမ်းယူလိုက်ကသူ့ရဲ့ Devil Power နဲ့ Baseball တုတ်တန်အုတ်တုတ်တို့ကိုဖန်တီးလိုက်ပြီးအစိတ်တွေကိုပြန်ရိုက်ထုတ်ပေးလိုက်တာကြောင့်ကိုရိုဆေးတွေလည်းသူတို့ရဲ့တိုက်ကွက်နဲ့တူတို့ပြန်ခံလိုက်ရပါတယ်ပောက်ကွဲမှုကိုအခွင့်ကောင်းယူကအဲ့ဒီကနေအမြန်ဆုံးထွက်ပြေးဖို့လုပ်လိုက်ကြပြီးသူတို့တွေကမတိမျိုးတွေဆိုတော့အသက်ရှင်နေအောင်ပါပဲလို့လူဖီကပြောလိုက်ပါတယ်မတိမျိုးဟုတ်လားအဲ့ဒီလိုဆွမ်းမျိုးရှိတဲ့မျိုးနယ်ဆိုတော့မကြဘူးပါဘူးလို့ဒိုရီကပြောနေတဲ့အချိန်မှာဝါဂျိုရီနဲ့စေတန်တို့က regeneration ကောင်းကောင်းနဲ့ပြန်ကောင်းနေပြီဖြစ်ပါတယ်နာမီတို့အဖွဲ့မှာတော့တင်းမောကိုပြန်ထွက်လို့ရအောင်စူးစမ်းနေခဲ့ကြကဂျင်မေတို့တွေကလည်းအမြန်နှုံနဲ့လာနေခဲ့ကြပါတယ် Great Eric GC ကိုရောက်တော့မဲ့ဘွန်နီတို့ရဲ့ရှေ့မှာတော့ Vice Admiral 3ယောက်ကစောင့်ဆိုင်းနေခဲ့က Jewelry ဘွန်နီကိုရှင်းပြဖို့အတွက်ပြောနေပါတယ် Vega ဘဲရဲ့ထုတ်လွှင့်မှုကိုကြားနေရတဲ့ယောကသူ့ကိုလက်ထိပ်ပြေးပေးဖို့အတွက်အော်ဟစ်တောင်းချနေခဲ့ကသူတို့ရှိနေတဲ့ခန်းစီကို Izuma တဲ့ဖောင်နဲ့ Marcus မာကရောက်ရှိလာခဲ့ပါတယ်အဲ့ဒီထုတ်လွှင့်နေတဲ့ monitor ကဗမာလဲလို့မေးလိုက်တာကြောင့်မကောင်းဆိုးဝါးကြီးဆိုကစောက်ဘောယောကကြောက်နေခဲ့တယ်ရေတပ်တင်မောတစ်ခုပေါ်ကိုပြုတ်ကျသွားတဲ့ဂီဇာရူကိုတော့ရေတပ်သားတွေကကုတပေးဖို့ပြောနေပေမဲ့ခဏလောက်နားပြစီကွာဒဏ်ရာကနှက်တယ်ကွာလို့ပြောလိုက်ပါတယ်သူပြောတဲ့ဒဏ်ရာနှက်တယ်ဆိုတာကသူနှလုံးသားကဒဏ်ရာကိုပြောချင်တာပါနီကာရဲ့နှလုံးကုန်တန်စင်ကြောင့်နိုးထားလာခဲ့တဲ့အိုင်ယွန်ဂျိုင်းယန်ကြီးကလည်းလှုပ်ရှားလာခဲ့ပြီးဖြစ်က join ဝိုင်းရေမင်းဘက်မှာလဲလို့ရေရွရင်ကျွန်းရဲ့လေတက်တက်စီကိုဥတီသွားနေခဲ့ပါတယ်ဘာကိုမြင်လိုက်ရတဲ့ရေတပ်သားတွေကတော့ဂျိုင်းယန်တွေတက်တောင်ပိုကြီးတဲ့ຢာတစ်ခုကအနောက်မြောက်ဘက်ကမ်းခြေကနေမီးတွေကိုတောင်မှမမှုပဲရွေလျားနေပြီးသူ့စီကနေညီးတန်တွေတက်ကြားနေရပါတယ်လို့ report လုပ်နေခဲ့ပါတယ်ဂျိုင်းယန်ကြီးရဲ့နှုတ်ကနေတော့တောင်းပန်ပါတယ် join ဝိုင်းရေလို့ဇက်တိုက်ကိုပြောနေခဲ့ပါတယ်